Hello အားလုံးပဲမင်္ဂလာပါလိုင်းပေါ်မှာမြင်မြင်သမျှစားချင်တဲ့ထဲမှာကိုလည်းထိတ်ဆုံးอ่ะပေါ့နော်ဒီနေ့တော့အရသာရှိရှိနဲ့အိမ်မှာအလွယ်တကူတုတ်ပြီးစားလို့ရမယ်အာပူတုတ်ထိထိမိမိလေးတုတ်စားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စက်နဲ့တူလိုက်ပြီးတော့တုတ်စားလိုက်ကြအောင်နော်ကဲအရင်ဆုံးအနေနဲ့ကျော်စစ်တို့အခုလိုမျိုးရုပ်သီးစိမ်းလေးတွေပြင်ထားမယ်ငါ့ကိုတော့ငရွှေနဲ့ပစွန်လေးတွေပြင်ထားပါတယ်အရင်ဆုံးရင်းနှီးကြက်ကြက်စုမာကိုကျော်စစ်တို့ရုပ်သီးစိမ်းလေးတွေထည့်ပြီးတော့ပြုတ်ပေးပါမယ်ပြီးရင်ကြက်သွန်ပြူပါတစ်ခါရဲထည့်ပြီးတော့ပြုတ်လိုက်မယ်ပေါ့နော်ကဲအခုလိုမျိုးကျော်စစ်တို့ငရုတ်သီးအစိမ်းလေးပြုတ်ပေးပြီးသွားလို့ရှိရင်တော့ငါးပြုတ်ပေးပါမယ်ငါကတော့ကျော်စစ်ကဒီမှာငရွှေကိုတုံးထားတယ်ပေါ့နော်ငါးပြုတ်တဲ့နေရာမှာဂျင်းထောင်းထားလေးပါထည့်မယ်ပြီးရင်နန်းနန်းရိုးလေးပါထည့်လိုက်မယ်ပေါ့နော်ပို့ပြီးတော့မှုေးသွားတယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့ဒီမှာပစွန်ထည့်ပြီးတော့ကြတော့ပြုတ်ပေးပါမယ်ကဲအခုဆိုလို့ရှိရင်တော့ဒီမှာပစွန်နဲ့ငါးနဲ့ပြုတ်ပေးပြီးသွားလို့ရှိရင်တော့ငါးပြုတ်ရည်လေးစစ်ထားလိုက်မယ်ပြီးရင်တော့ငါးကိုအခုလိုမျိုးအသားလေးတွေပဲထွန်းထားပေးလိုက်မယ်ပေါ့နော်ငရုတ်အနှစ်လုံးဖို့အတွက်ကိုတော့ကျော်စစ်တို့စုံထဲမှာကိုငရုတ်သီးစိမ်းပြုတ်ထားလေးတွေရဲ့ပြီးရင်ကြက်သွန်ပြူလေးရဲ့ကိုထည့်ပြီးတော့ထောင်းပေးပါမယ်အခုလိုမျိုးထောင်းတဲ့နေရာမှာငရုတ်ကောင်းမုံလေးပါထည့်ပြီးတော့ထောင်းပေးလိုက်မယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒီမှာအနှစ်လုံးဖို့အတွက်ပေါ့နော်ငရုတ်သီးစိမ်းကိုတေချာလေးထောင်းပေးပြီးသွားပါပြီကဲငါးပြုတ်ရည်တဲ့ကိုကျော်စစ်တို့ဒီမှာငပိလေးထည့်မယ်ပေါ့နော်ငပိကတော့ကိုကြိုက်နဲ့တက်တဲ့ငပိမျိုးစားကိုထည့်လို့ရတယ်ကျော်စစ်ကတော့ဒီနိုင်ဘိုရဲ့အတင်စားထိုင်းငပိရည်လေးနဲ့ငယ်ကိုထည့်လိုက်တယ်ပြီးသွားရင်တော့ရှေ့မှာကျော်စစ်တို့ထောင်းထားတဲ့ဒီငရုတ်သီးစိမ်းကြက်သွန်မြူနဲ့ငရုတ်ကောင်းထောင်းထားတာလေးကိုထည့်မယ်ပြီးရင်ငါးနဲ့ပစွန်နဲ့ထည့်ပေးပါမယ်ကဲအခုလိုမျိုးကိုလိုချင်တဲ့အနေထားလေးကိုရောက်သည့်အထိကိုကျော်စစ်တို့တဲပေးလိုက်မယ်ပေါ့နော်ဒီညမှာရတာမုံတို့ပါလို့လည်းလိုအပ်ရင်ထပ်ပြီးထည့်လို့ရပါတယ်ကဲကျော်စစ်ကတော့ဒီမှာအနှစ်ကလေးကိုဆဲထားလိုက်ပါပြီလုံးဝငါးနဲ့မွေ့မွေ့လေးနဲ့စားချင်စရာလေးပဲပေါ့နော်ငရုတ်ကောင်းနဲ့လည်းမွေ့မွေ့လေးပြီးရင်တော့ဒီမှာစပြီးတော့ဖို့အတွက်မုံဘက်ကပဲကြော်ရပြင်းထားပါတယ်အရင်ဆုံးစလုံးထဲကိုကျော်စစ်တို့မုံဘက်ထည့်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့အဓိကအသက်ပေါ့နော်ဒီအာပူအနှစ်ကလေးထည့်ပေးပါမယ်အာပူအနှစ်ကတော့ငါးဘက်များများလေးနဲ့ကိုစားခြင်းတို့လိုမျိုးလုပ်ထားတာပေါ့နော်ဒီမှာတော့ပစွန်လေးပါထည့်ထားတယ်အကယ်၍ပစွန်မထည့်ခြင်းလည်းရတယ်ပေါ့နော်ကဲပြီးရင်တော့နန်းနန်းမင်းလေးထည့်ပေးလိုက်မယ်ချင်းချင်းဆက်ဆက်လေးနဲ့စားကောင်းသွားအောင်အခုလိုမျိုးတက်များသီးလေးပါညှစ်ပေးလိုက်မယ်ပေါ့နော်ကဲအားလုံးနှံ့သွားအောင်နှဲ့ပေးလိုက်ပါမယ်ကျော်စစ်ကဒီမုံဖက်တုံစားလို့ရှင်လို့ရှိရင်ပဲကြော်လေးပါရင်ပို့ပြီးတော့ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးပက်ကက်ကြော်လေးပါထည့်ပေးလိုက်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့အိမ်မှာအလွယ်တကူနဲ့အရသာရှိရှိစားလို့ရမယ်အာပူတုတ်ကလေးရပါပြီလိုင်းပေါ်မှာမြင်တာနဲ့အရန်စားကျင်နေရတဲ့တုတ်စားဖြစ်တာပေါ့နော်အားလုံးပဲအခုလိုမျိုးလေးလဲတုတ်စားကြည့်ဖို့ဝင်မြပေးပါတယ်နောက်ဘလော့တွေမှာပြန်ပြီးပြည့်စုံကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ